အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒါကျွန်တော်တို့ Winning ကုမ္ပဏီကနေပြီးတော့ဒါတင်းဖြန့်ပြရောင်းချနေတဲ့ဒါမတော်လက်တို့အမတ်တစိsolar နဲ့ energy storage product တွေကိုတကယ်လက်တွေ့မြေပြင်မှာတက်ဆင်ပေးနေတဲ့ဒါကျွမ်းကျင်ပညာရှင်တူကိုတွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်ဒါသူတက်ဆင်ရတာရောအဆင်ပြေလားဘာတွေခက်ခဲရှိနေဆိုတာကိုလည်းတွားရောက်မေးမြန်းမှာဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်လောက်လိုက်ကြည့်ပေးကြပါဦးခင်ဗျာဟုတ်မင်္ဂလာပါကိုဟုတ်မင်္ဂလာပါညီအခုပထမဆုံးအနေနဲ့လေးကိုအကိုရဲ့နာမည်လေးချက်လောက်မိတ်ဆက်ပေးပါဦးဗျကျွန်တော်နာမည်ကတော့ကိုနိုင်ဝင်းလို့ခေါ်ပါတယ်ဟုတ်ကဲ့ကျွန်တော်လင်းဆိုင်ရဲ့ပဲ့ကန်ရှင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဗျအခုအနေနဲ့ရောပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီမတော်လက်ထို brand နဲ့ပတ်သက်ပြီးတော့ဒီ product အပေါ်မှာဒီစိတ်ကျင်နေမှုရှိရလားဆိုတာလေးရောတစ်ချက်ပြောပြပါဦးဗျဒီမတော် electro နဲ့ပတ်သက်လို့ကတော့စိတ်ကျင်နေမှုရှိတာတဲ့ကိုပူနေတယ်ဟုတ်ကဲ့ဘာဖြစ်လို့ပူလဲဆိုတော့ तू ကမြန်မာပြည်မှာအကောင်းဆုံးလို့တော့ပြောလို့ရတယ်ဟုတ်သူ့ရဲ့ဆင်လိုက်ရင်နောက်ပိုင်းဟာတွေကလှည့်ကြည့်ရမလို့ဟုတ်နောက်တော့စက်ပစ္စည်းဖြစ်တဲ့အတွက်ပြတ်တတ်တယ်ပြတ်တဲ့ကကြရင်လည်းချွေမှုပိုင်းလေးကိုကုမ္ပဏီကနေနေကျင်ပြီးကိုလှုပ်ပေးခဲ့တဲ့အပိုင်းလေးတွေအဲ့လိုမျိုးခံစားရတဲ့အတွက်အကောင်းဆုံးလို့သတ်မှတ်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီကုမ္ပဏီဘက်ကနေပြီးတော့เนาะဒီညီပညာပိုင်းနဲ့ပတ်သက်ပြီးတော့အကိုတို့ပေါ်လေးဒီကိုစပိုးနေပေးတဲ့အခါမှာအခုအနေနဲ့တော့ဒီစိတ်ကျင်တဲ့အားရမှုရှိရလားဗျအဲ့စာပေပိုင်းပေးတဲ့အားနဲ့ပတ်သက်လို့အရန်ကောင်းပါလေဘာဖြစ်လို့ကောင်းလဲဆိုတော့ဟိုအဲ့ဒါတိတိလေးတက်လို့ရှိရင်ကုမ္ပဏီကိုချိတ်ဆက်တက္ကစီနဲ့ကြုံရင်ထည့်ပေးလိုက်ဟုတ်အခုတို့ဒီမှာကိုယ့်ကိုစာပေပြန်ပေးလိုက်ဟုတ်ကဲ့အခုတို့မနိုင်တဲ့အပိုင်းကြလို့ရှိရင် laptop ချိတ်ပေးလိုက်တယ်ရုံးကနေ laptop နဲ့ပြင်ဘလူးမပြင်လို့မရတဲ့ခါကြာရင်မနေ့ပိုင်းစောရင်ဒီနေ့ရင်ဆင်းလာညနေပိုင်းကောင်းသွားညနေပိုင်းနောက်ကျသွားရင်တော့နောက်နေ့မှဆင်းလာအဲ့လိုမျိုးစာပေပေးတဲ့အပိုင်းမှာလည်းမြန်မာပြည်မှာအနေနဲ့ first လို့ပြောလို့ရတယ်တခြားကုမ္ပဏီတွေလို့ဟိုနောက်နေ့၄-၅ရက်ချိန်တာတို့ဘာလို့အဲ့လိုတွေမရှိတဲ့အတွက်အဲ့ UMG Melody လက်ဆိုတာပေးတဲ့စာပေကမြန်မာပြည်မှာပထမဆုံးသတ်မှတ်လို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီမတော်လက်ထုံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ brand နဲ့ဒီ customer တွေမှာအကိုတို့ဒီ similar တဲ့အပေါ်မှာဒီ customer တွေစီရအောင် feedback တွေရောဘယ်လိုမျိုးပြန်ကြားရသေးလဲဗျအဲ့အကိုကဒီမူဝင်းမှာဟုတ်ဒီမတော်ဤလက်တို့အများဆုံးတက်ခဲ့တဲ့ဆိုတော့တယောက်ကိုပြောလို့ရတယ်ဟုတ်ကဲ့ဟုတ်ပြောလို့ရတဲ့ဒီမျိုးနဲ့တော့မပြောတော့ဘာသမ်းမှလည်းမကြားဘူးအရန်ကောင်းတယ်နောက်ပိုင်း battery တွေ backup တွေထပ်တိုးမယ်ဆိုလို့ရှိရင်လည်းဒီ Metro Electro battery ပဲသူတို့ထပ်ပြီးတော့ထပ်ပိုးရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်များသုံးနေတဲ့အခါကျတော့အဲ့ရက်ဝေးဆိုလို့ရှိရင်လှန်ရအလုံးဆိုလို့ရှိရင်အဲ့ဒါလက်တက်ရောရုံးအကြောင်းကြားလိုက်ကိုနိုင်ဝင်းလာပါလမ်းခေါ်တယ်ကြီးအမားကျွန်တော်ဒီမှာအလုပ်ရှုပ်နေလို့ရုံးပဲလွှတ်လိုက်မယ်ဆိုလာပါမလားတကယ်လဲလာတော့ရမ်းပြောတယ်အဲ့လိုနေရင်ပြီးလဲပြီးသွားတယ်အဲ့လိုမျိုးပေါ့နော်သူမီးတုံးတာတိကောက်မဖြစ်ပဲနေရင်ပြီးသွားတယ်အဲ့လိုမျိုးဟိုအဲ့ဒါအကြောင်း customer ဒီဘက်ကဟိုကောင်းတယ်ပစ္စည်းကောင်းတယ်အယူသွေးကောင်းတယ်ဝန်ဆောင်မှုကောင်းတယ်စားပေးပိုင်းကောင်းတယ်အဲ့လိုအတိုင်းပဲကြားရပါတယ်ဟုတ်ကဲ့ပါကိုကျွန်တော်ကုမ္ပဏီကနေပြီးတော့ဒီပေးရပေါ့နော်ဒီမတော်လက်ထို brand ပေါ့နော်ဒါ solar နဲ့ energy storage product တွေကိုဒီအာမခံပေးတဲ့အပိုင်းမှာဒီအခုတို့ဒီကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဒီ customer တွေရောဘယ်လိုမျိုးအဲ့လိုမျိုးဟိုအာမခံပေါ်ပေါ့နော်ဒီစိတ်ကျင်နေမှုအားရလားပေါ့အားလေးတစ်ချက်ပြောပြပါဦးကိုအာမခံအနေနဲ့ကတော့ဟိုပြည့်ဟိုကြော်သွားတဲ့ဟာတွေတော့မှပေါ့နော်ဆိုလာဆိုလို့ရှိရင်12 year ဟုတ်ဟိုဟာ battery ဆိုလို့ရှိရင်5 year inverter ဆိုလို့ရှိရင်3 year ဟုတ်ဒီလိုပေးတယ်ပေါ့နော်ဒီအာမခံကာလအတွင်းတော့မပြောတော့နဲ့ဟုတ်ကဲ့ဟုတ်ကြော်သွားတဲ့ဟာတော့မှကုမ္ပဏီဘက်ကပြစ်မထားပဲနဲ့ဟို wifi ကတ်ကလေးတွေအဲ့ဒါဟို short သေးလေးတွေဆိုလို့ရှိရင် wifi ကတ်တစ်ခုအစားထိုးပေးလိုက်တယ်ဒီမှာချိန်ပေးလိုက်တယ်အဲ့လိုမျိုးနောက် solar တွေဆိုလို့ရှိရင်တခြား brand တွေဘိုးပြောက်တယ်ဟုတ်မရတော့တက်ထားတာဆိုလို့ရှိရင်အခု6နှစ်ထဲဝင်လာရှိတယ်9နှစ်ကျော်လာပြီရှိတယ်ဟုတ်ကဲ့ဟုတ်အပူပြင်းလာလို့ဘိုးပြောက်ကိုရော့သွားတာမရှိဘူးအဲ့လိုမျိုးနှစ်ကြလာလို့ဘိုးပြောက်သွားတာမတွေ့ဘူးဟုတ်ကဲ့ဟုတ်အဲ့ဒီမှာအခုဟိုပါပေါ့3 site လောက်ဘိုးပြောက်သွားလို့ဟိုလဲပြီးတာတော့မှန်တယ်ဗျာကျွန်တော်တို့ဘက်ကဒီဆိုလာပြား10ပြားကြီးပြန်ချနောက်12ပြားကြီးပြန်ချပြီးတော့ရန်ကုန်ပို့သွားလဲတဲ့ဈေးကတွေကတစ်ချက်မှလဲတာပါဘူးအားကြောင့်မတော်တော့ ES ဆိုတာပြီးတယ် running နဲ့စာပေကသုံးဆွဲသူတွေရောအခုလို installer ဘိုင်းတွေဟုတ်ကဲ့အရင်ကစိတ်ကြည်နေမှုရပါတယ်ဟုတ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီ solar system နဲ့တက်ဆင်ထားတဲ့ဒီအသုံးပြုတဲ့ customer တွေနဲ့ရောဒီကြွကျင်တဲ့အကိုလို့ဒီပညာရှင်တွေနဲ့ရောဆိုရင်ဒီမတော်လက်ထို brand ကိုပေါ့နော်အဲ့လိုမျိုးဒီသုံးဆွဲဖို့အတွက်ရောအခုအနေနဲ့ရောဘယ်လိုမျိုးအကြံလေးပေးခြင်းလဲဗျဒီကုမ္ပဏီပစ္စည်းနဲ့ပတ်သက်လို့အကြံပေးရမယ်ဆိုရင်တော့ဟုတ်ဥပလင်းလည်းပြောမယ်ဗျာအကြံလည်းပေးမယ်ဟုတ်ကဲ့ဒီကုမ္ပဏီပစ္စည်းကဈေးကွက်မှာရှိတဲ့တခြားပစ္စည်းနဲ့ဈေးလေး
နည်းနည်းလေးများတယ် ဟုတ်ကဲ့ဟုတ် နည်းနည်းလေးများပြီမဲ့သုံးရတဲ့အပိုင်းမှာပစ္စည်းအရွေသွေးရော quality ဘိုင်းရောလုံးဝအပြည့် ဟုတ် ဖူလီပြည့်တဲ့အတွက်တကယ်ဒါသုံးမဲ့ဆိုလို့ရှိရင်ဘတ်ဂျက်ကိုမချွေတာပဲနဲ့ဒီပစ္စည်းကိုပဲသုံးသင့်တယ် ဟုတ်ကဲ့ဟုတ် သုံးသင့်တယ်ငွေလေးနည်းနည်းလေးกว่าတော့မကြည့်ပဲနဲ့စိတ်ကျဉ်တဲ့မှုကပိုရတယ် ဟုတ်ဟုတ် စိတ်ချမ်းသာမှုကပိုရတယ်ပတ်စံလေးနည်းနည်းကုန်တာနည်းနည်းလေးပိုတာကိုမကြည့်ပဲနဲ့အဲကြောင့်မို့ဒီလိုက်တာဘောကျော်လမ်းထိပ်မှာရှိတဲ့ဒီ UMG ရုံးကခြေစိုက်ထားတဲ့ Metro Electro တုံးကြီးအဖြစ်ဒါသက်ပံစိတ်ချမ်းသာမယ် ဟုတ်ကဲ့ ဒေါ်လာပေးတဲ့အပိုင်းရောသုံးဆွဲရတဲ့အပိုင်းမှာရောစိတ်ချမ်းသာမယ်ဆိုတာကိုအပြည့်အဝဟိုကအကြံပေးခြင်းတယ်ဈေးကွက်ကဟိုအယူသွင်းညံ့တဲ့ဟာတွေကိုဘတ်ဂျက်ချွေတာပြီးတုံးနေမဲ့စားဒီ Metro Electro ရေးကြီးစိတ်ချမ်းသာဖို့တသက်တာစိတ်ချမ်းသာဖို့ဒီဟာပဲ installer သမားရောသုံးဆွဲသူ customer မိဘပြည်သူတွေအပေါင်းအောင်ဒီအောင်သုံးဆွဲဖို့ကြံပြီးတိုက်တွန်းလိုပါတယ် ဟုတ်ဟုတ်ဟိုကျေးဇူးပါ